ဆိုလာစွမ်းအင်ကိုအိမ်ဒီမှာသုံးတော့မယ်ဆိုရင်သူ့ရဲ့စွမ်းအင်အစိမ်းအတိုင်းတန်ပြီးသုံးလို့မရပါဘူးအဲ့ဒီစွမ်းအင်ကိုထိန်းချုပ်ပြီးဘေးခင်းအောင်ရောက်ပေးရတဲ့အဆင့်တွေရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီအဆင့်တွေအကြောင်းကိုအတူတူကြည့်သွားကြမှာပါ ဆိုလာပြားကနေထွက်လာတဲ့လက်စစ်တအားကအရန်ကိုအားပြင်းတယ်လေအဲ့ဒါကိုအိမ်သုံးပစ္စည်းတွေမှာအန်ဒရယ်ကင်းကင်းနဲ့သုံးလိုက်ဖို့အတွက်ဘယ်လိုဒီထင်းချုပ်ပြီးကာကွယ်ပေးရမလဲဆိုတာစဉ်းစားကြည့်ဖို့ပါသလားအဲ့လိုလော့ဆော့ပေးတဲ့အရေးကြီးတဲ့အစစ်ပိုင်းတွေတွေ့ရကောင်းနေရဘယ်လိုဒီဖြစ်မလဲကြည့်လိုက်အောင် ကဲဒီမှာမြင်နေရတဲ့ပုံကတော့အဲ့ဒီခီးစံအတွက်လမ်းညွှန်မြေပုံပါပဲဆိုလာပြားကနေစပြီးလက်စစ်စွမ်းရင်ကဘလို့လမ်းကြောင်းအတိုင်းသွားရလဲဆိုတာကိုသင်ချင်းစီလိုက်ကြည့်သွားကြမယ် ဟုတ်ပြီဒါဆိုပထမဆုံးအဆင့်အရာအားလုံးရဲ့အစနေရောင်ခြည်ကနေစွမ်းရည်ဖြစ်ပြောင်းလဲပေးတဲ့နေရာကနေစလိုက်ကြတာပေါ့ ဟုတ်ပါတယ်အဓိက Z song ကတော့ solar ပြားတွေပေါ့ neon ကြီးကိုစုပ်ယူပြီး direct current လို့ခေါ်တဲ့ DC လျှက်စစ်ဖြစ်ကိုသူတို့ကပြောင်းပေးတာပါဒါဟာကျွန်တော်တို့လျှက်စစ်စွမ်းရည်ရဲ့ခီးစဉ်မှာပထမဆုံးခြေလမ်းပဲဖြစ်ပါတယ် โอเคဆိုလာပြားကနေထွက်လာပြီဆိုတာနဲ့အဲ့ဒီ DC လျှက်စစ်စွမ်းအင်ကပထမဆုံးအနေနဲ့သူ့ရဲ့အဓိကအဆောင်အရှောက်ဒါမှမဟုတ် gate ဆောင်ကြီးတရားနဲ့တွေ့ရပါတော့တယ် သူ့နာမည်က DC isolating switch ပါတွေ့အလောက်ကအရန်ရှင်းတယ်တရားစင်းကိုမြင်အောင်ကြည့်လိုက်ပါပုံမှန်ဆိုရင်ရက်စစ်ကိုဖျက်တော့ခွင့်ပေးထားတယ်ဒါပေမဲ့သူ့ဖြစ်မှုတွေလုတ်ချင်တဲ့အခါဒါမှမဟုတ်အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာတဲ့အခါမှာဒီခလုတ်ကိုပိတ်ချလိုက်တာနဲ့တရားကိုဖြုတ်ချလိုက်တယ်လို့ပဲရက်စစ်စီးစိမ်မှုလုံးဝပြတ်တောက်သွားပြီးစနစ်တစ်ခုလုံးကိုဘေးကင်းစေတာပေါ့အေးအဓိက gate တန်ကားကိုဖျက်ပြီးထွားရတော့လျှက်စစ်စွမ်းရင်ကအနောက်ထပ်ကားွယ်လေးအဖွဲတစ်ခွက်နဲ့ထပ်တွေ့ရပါတယ်သူတို့ကတော့စနစ်ရဲ့ကိုရန်တော်တွေလို့တော့တင်စားလို့ရပါတယ်ဒီကိုရန်တော်အဖွဲ့မှာအဓိကအဖင်အဖွဲ့ဝင်3ယောက်ရှိပါတယ် DC Fuse DC Magdim နဲ့ DC SVD တို့ပေါ့တယောက်ချင်းစီမှာမတူညီတဲ့ထူးကျွမ်းကျင်မှုတွေနဲ့စနစ်ကိုကာကွယ်ပေးကြတာပါပထမဆုံးကိုရန်တော်ကတော့ DC Fuse ပါသူ့ကိုအသက်ပေးကာကွယ်တဲ့ကိုရန်တော်လို့ပြောကြတယ်ဘာလို့လဲဆိုတော့လက်စီအားကတတ်မှတ်ထားတာထက်အရမ်းများလာပြီးအန်ဒရီရှိလာပြီးဆိုရင်သူကကြားကနေကိုယ်တိုင်ပျက်စီးခံပြီးလက်စစ်ပလန့်ဘူးဖြတ်တောက်ပစ်လိုက်တာပါဆိုတော့သူကတစ်ခါသုံးပဲဒါပေမဲ့သူရဲ့အသက်နဲ့ယဉ်ပြီးစနစ်တစ်ခုလုံးကိုကယ်တင်သွားတာပေါ့ဒုတိယကိုရန်တော်ကတော့ DC မကပါသူကကြတာပြန်လဲအသုံးပြုနိုင်တဲ့ကိုရန်တော်ပေါ့လက်စီအားများလာရင်သူ့ခလုတ်ကအလိုလျောက်တောက်ဆိုပြီးကြားသွားပြီးလက်စစ်လမ်းကြောင်းကိုဖျက်ချပေးတယ် Fuse နဲ့မတူလာကပြဿနာကိုရှင်းပြီးသွားရင်ဒီခလုတ်လေးကိုပြန်တင်လိုက်ရုံနဲ့အလုပ်ပြန်လုပ်လို့ရသွားပြီဆိုတော့သူတို့နှစ်ခုရဲ့အဓိကကွာခြားချက်ကရှင်းသွားပြီနော် Fuse ကစနစ်ကိုကာကွယ်ဖို့အတွက်အပြီးတိုင်းပျက်စီးသွားတာတစ်ခါသုံးမယ် MCB ကကျတော့ခလုတ်ကျသွားပြီးပြန်တင်လို့ရတယ်ပြန်သုံးလို့ရတယ် Fuse နဲ့ MacBeth ကရက်စီအများတာကိုကာကွယ်ပေးတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အနားမှာမိုးကြိုးပစ်တယ်လို့မျိုးအပြင်ဘက်ကနေရုတ်တရက်အလွန်အမင်းအားပြင်းတဲ့ရက်စီချောင်းကြီးတွေဝင်လာရောဘယ်လိုလုပ်မလဲအဲ့ဒီအတွက်တတိယကိုရန်တော်တယောက်လွတ်လာပါပြီအဲ့ဒီတတိယကိုရန်တော်ကတော့ DC Spike ပါသူ့ကိုကားဒီမှာပါတဲ့ shock absorber နဲ့ခိုင်းနိုင်လို့ရတယ်သူကဘာလို့တလဲဆိုတော့မိုးချိုးပစ်တာလိုမျိုးရုတ်တရက် VAR အစမတန်မြင့်တက်လာတာကိုအာရုံခံလိုက်တာနဲ့အဲ့ဒီအဖို့ဆိုရင်ဒီကိုစနစ်ထက်ကိုလုံးဝမဝင်စေပဲဘေးကင်းလုံခြုံတဲ့မြေချီတဲ့ကိုလမ်းလဲပေးလိုက်တာပါဒါကြောင့် inverter လို့တံပိုးကြီးတဲ့ပစ္စည်းတွေကိုမေပြက်စီအောင်သူကကာကွယ်ပေးနိုင်တာပေါ့ကဲအခုဆိုရင်တော့လက်စစ်စွမ်းရင်ဟာအဓိကဂိတ်ဆောင်ကြီးနဲ့ကိုရန်တော်၃ယောက်ရဲ့စစ်ဆေးမှုကိုအောင်မြင်မြင်ဖြစ်ကျော်လာဟဲ့ပါပြီအခုသူကခီးရဲ့နောက်တစ်ဆင့်ထစ်တဲ့ inverter ဘက်ကိုတွားဖို့အဆင်သင့်ဖြစ်နေပြီပေါ့ဒီလုံခြုံရေး Q စဉ်ကိုကျင်းချုပ်ပြန်ကြည့်ရအောင်နံပါတ်1ဆိုလာပြားတွေကစွမ်းရည်ထုတ်တယ်ပြီးရင် isolating switch ကအဆင့်သင့်ဆောင်နေတယ်အဲ့ဒီနောက်မှာ Fuse ဒါမှမဟုတ် MCB ကလက်စီအားလုံးကဲတာကိုစောင့်ကြည့်တယ်နောက်ဆုံး SPD ကအပြင်ကလာတဲ့အားပြင်းတဲ့ရွရက်တဲ့လက်စီတွေကိုကာကွယ်ပေးတယ်အဲ့ဒီစင်တွေအားလုံးကိုဖြတ်ပြီးမှပဲစွမ်းရည်က inverter ဘက်ကို baking နဲ့ရောက်လာတာပါဒါကြောင့်ဒီအဆောင်အရှောက်တွေဒီကိုရန်တော်တွေအားလုံးကိုဖျက်ချော်ပြီးမှသာ DC ရှစ်စစ်စွမ်းရဟာနောက်တစ်ဆက်အတွက်လုံလောက်တဲ့ဘေးကင်းမှုနဲ့တည်ငြိမ်မှုရှိသွားတယ်လို့သတ်မှတ်လို့ရတာပါသူတို့အားလုံးရဲ့စူပေါကောက်ွယ်မှုကအရန်ကိုအရေးကြီးတဲ့ကဲအခုဆိုရင်တော့လက်စစ်စွမ်းအင်ကိုထိန်ချုပ်ကာကွယ်ပြီးသွားပြီဘေးကင်းပြီးတည်ငြိမ်သွားပြီဒါဆို inverter ပတ်ချမှရောဘာတွေဆက်ဖြစ်အောင်မလဲအဲ့ဒါကတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့မဲကွန်တစ်ခုပါပဲ